ပြည်နယ်အဆင့်အဝေးပြေးအပြေးနီးပြတယောက်ဟာလူတူမနီးတဲ့တောရိုင်းမျိုးနွယ်စုတစ်ခုစီရောက်သွားပြီးအပြေးတန်တဲ့တောရိုင်းလူသားတယောက်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။သူဟာအဲ့ဒီလူကိုမြို့ပေါ်ကလေ့ကျင့်ရေးစခန်းကိုခေါ်လာခဲ့ပေမဲ့ရောက်ချင်းမှာပဲမမျှော်လင့်ထားတဲ့ပြဿနာတစ်ခုနဲ့ကြုံရပါတော့တယ်။အဲ့ဒါကတော့သူ့ရဲ့အထက်လူကြီးကအဖွဲ့တစ်ခုကိုဖွဲ့စည်းထားပြီးနီးပြရဲ့အဖွဲ့နဲ့ရှင်ပြိုင်ဖို့ဖိအားပေးလာတာပါ။နောက်ဆုံးမှာတော့နီးပြရဲ့အဖွဲ့ဟာပြိုင်ဘက်တွေကိုလုံးဝမရှင်နိုင်ပဲအရှုံးကြီးရှုံးသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲလူတစ်ယောက်လက်လျှောက်လာတာကိုနီးပြမြင်လိုက်ရပြီးဒီလူဟာတစ်ချိန်ကသူ့ပြည်နယ်အဆင့်ပြေးခုံပစ်ချန်ပီယံဖြစ်ပြီးနောက်မှာသူ့ရဲ့ခြေထောက်ကိုလူငါပြီးရိုက်ချိုးခိုင်းခဲ့သူသူ့ရဲ့အနာဂတ်ကိုဖျက်ဆီးခဲ့သူမှန်ချက်ချင်းမှတ်မိသွားပါတယ်။အဲ့ဒီလူကအခုသူဟာပြည်နယ်အသင်းရဲ့နီးပြတစ်ဖြစ်သွားပြီဖြစ်ကြောင်းနဲ့နီးပြရဲ့အပြေးသမားတွေကသူ့အသင်းကိုမနိုင်သေး၍ဘာမှလုပ်ပိုင်ခွင့်ရှိမှာမဟုတ်ကြောင်းရင်ဆိုင်ပြောဆိုလာပါတယ်။နီးပြဟာအရန်ဒေါသထွက်သွားပြီးသူခေါ်လာတဲ့တောရိုင်းလူသားကိုခေါ်ထုတ်ကတကယ်ကြောက်စရာကောင်းတဲ့အစွမ်းဆိုတာဘာလဲဆိုတာကိုအဲ့ဒီထောင်လွှားနေတဲ့သူကိုပြသဖို့ပြင်ဆင်လိုက်ပါတယ်။ပြိုင်ဘက်နီးပြကတော့တောရိုင်းလူသားတယောက်ကိုခေါ်လာတဲ့နီးပြကိုကြည့်ပြီးလှောင်ပြောင်ရင်မောကသူ့အသင်းထဲကအနည်းဆုံးအပြေးသမားတယောက်နဲ့ပဲရှင်ပြိုင်စေခဲ့ပါတယ်။အဲ့ဒီအချိန်မှာအမျိုးသမီးတယောက်ကဒီတောရိုင်းလူသားမှာဖက်နှက်မပါတာကိုသတိပြုမိတာကြောင့်အပြေးဖက်နှက်တစ်စုံကိုအမြန်ပေးပြီးဝစ်ဆင်စေပါတယ်။ဒါပေမဲ့တစ်သက်လုံးဖက်နှက်မစီးဘူးတဲ့တောရိုင်းလူသားအတွက်တော့ဖက်နှက်ကအရန်ကိုနေရခက်နေခဲ့ပါတယ်။ပြိုင်ပွဲစခန်းนี้မှာနီးပြကသူ့ကိုအစွမ်းကုန်ပြေးပြီးဟိုလူကိုအနိုင်ယူလိုက်လို့မှားချလိုက်ပါတယ်။ဒါပေမဲ့တနက်တန်မြည်ပြီးပြိုင်ပွဲဆက်လိုက်တာနဲ့တောရိုင်းလူသားဟာမြေကြီးပေါ်ကိုမှောက်လျက်လဲကျသွားပါတယ်။ဒါကိုမြင်တဲ့ပြိုင်ဘက်အဖွဲ့ကတဝါဝါနဲ့လှောင်နေကြတာပေါ့။ဒါတင်မကတ်သေးပါဘူး။တောရိုင်းလူသားဟာလမ်းလျှောက်တာတောင်တာမန်လူတစ်ယောက်လောက်မမြန်ပဲဖြစ်နေပါတယ်။နီးပြလည်းဘာဖြစ်လို့လဲဆိုတာစူးစမ်းမရအောင်ဖြစ်နေရပါတယ်။သူကိုယ်တိုင်ဒီလူရဲ့အစွမ်းတွေကိုတောထဲမှာမျက်မြင်တွေ့ခဲ့တာမဟုတ်လား။နောက်ဆုံးမှာတော့ပြိုင်ဘက်ကအလွယ်တကူပဲအနိုင်ရသွားပြီးနီးပြကိုအသုံးမကျတဲ့လူကိုခေါ်လာတဲ့လူရှုံးသမားလို့ကဲ့ရဲ့လှောင်ပြောင်သွားကြပါတယ်။နီးပြလည်းဘာကြောင့်အခုလိုဖြစ်ရတယ်လဲဆိုတာကိုနားမလည်နိုင်တယ်လို့တောရိုင်းလူသားနဲ့လည်းစကားပြောလို့မပေါက်တာကြောင့်ဘာကြောင့်ဒီလောက်နေကွေးနေရတယ်လဲဆိုတာကိုရှင်းပြဖို့ခက်ခဲနေပါတော့တယ်။